အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မန္တလေးမဟာမုနိဘုရားကြီးရဲ့တမိုင်းကြောင်းပဲဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည်မန္တလေးမြို့ရဲ့အနောက်တောင်အရက်တွင်တည်ရှိတာဖြစ်ပါတယ်ထူးခြားအံ့ဖွယ်ကောင်းသောမဟာမုနိရုပ်ရှင်တော်မြတ်ကြီးဟာဉာဏ်တော်အမြင့်4မီတာအလေးချိန်6.5 တန်ရှိပြီးစိန်ဗရက်များနီလာများဖြင့်စီချဲထားသောတင်းကျစ်တော်နှင့်အတူရွှေငွေရတနာများကြေးများဖြင့်ပုံသွန်းလောင်းထားတာဖြစ်ပါတယ်။မန္တလေးမြို့သို့ရောက်လျင်မဟာမုနိဖျားကြီးအားဖူးမြော်လိုက်ရမှပြည့်စုံတဲ့ကဲ့သို့ဖျားကြီးကိုလည်းမန္တလေးမြို့၏မျက်နှာစာအဖြစ်မဟာမြတ်မုနိဟူ၍၎င်းဖျားကြီးဟူ၍၎င်းတခိုင်ဖျားကြီးဟူ၍၎င်းခေါ်ဝေါ်ခဲ့ကြပါတယ်။မန္တလေးမြို့မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ဘွဲ့အမည်မှာမဟာမုနိတာဖြစ်ပြီးမဟာမြတ်မုနိမဟုတ်ပေ။မဟာမြတ်မုနိဖျားကြီးရဲ့နောက်ခံသမိုင်းအနေနဲ့ကတော့ဆန္ဒဒုရိယဘယံမင်းမြတ်သည်ရခိုင်ပြည်ကိုအုပ်ချုပ်စဉ်အခါကဖျားတရားတန်ခါယန္တနာမြတ်သုံးပါးပေါ်ထွန်းလေပြီကိုသိရှိပြီးမြတ်စွာဘုရားရဲ့ဟောကြားပြသမှုတို့၏ဂုဏ်သတင်းကိုကြားသိရသောအခါမြတ်စွာဘုရားအားတွားရောက်ဖူးမြော်ကြည်ညိုလိုစိတ်များကိုးကွယ်စည်းကပ်လိုစိတ်များတရားတရားထက်သန်စွာဆန္ဒပြင်းပြလျက်ရှိပါတယ်။အိန္ဒိယနိုင်ငံတာဝိထိပြည်တွင်သတင်းသုံးနေထိုင်တော်မူသောဂေါရမမြတ်ဗုဒ္ဓသည်တပ်ပေညုတဉာဏ်တော်ဖြင့်ထိုအကြောင်းအရာကိုသိရှိလာသောကြောင့်သူ၏တပည့်တာဝကတပါးဖြစ်သောအရှင်အာနန္ဒာအားပြောပြလေသည်မှာသန္နဒုရိယဘုရင်ဟာတောင်းမဲ့ဖွယ်ကောင်းသောနဂါးများအုပ်စိုးထားသည့်ကြီးမားကျယ်ပြန့်သောမြစ်ပင်လယ်သမုဒ္ဒရာကိုကျော်ဖြတ်လာရမည်ဖြစ်၍ဤကဲ့သို့သောအခက်ခဲကြမ်းတမ်းသောခရီးသည်သန္နဒုရိယဘုရင်မင်းမြတ်အတွက်အလွန်အန္တရာယ်ရှိလိမ့်မည်ထို့ကြောင့်တပည့်ယဟန္တာ900နှင့်အတူဂေါရမဘုရားရှင်သည်ကောင်းကင်ခရီးဖြင့်တညဝရီရခိုင်ပြည်သို့ကြွချီတော်မူလာပြီးကြောက်တော်မျိုး၏တစ်ဖက်ကမ်းရှိမောရပပရတောင်၌ဆင်းသက်ရနာတော်မူခဲ့လေသည်